မြန်မာဘောလုံးချစ်ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ဒါကျွန်တော်တို့ဒီမြန်မာလက်ရွေးစင်ဘောလုံးအသင်းကြီးရဲ့ပြီးခဲ့တဲ့အာရှဖလားချစ်စစ်ပွဲစနေနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ပြောသွားမှာဖြစ်တယ်ပြီးတော့လို့ရှိရင်ဒါကျွန်တော်တို့ဒီအာရှဖလားချစ်စစ်ပွဲတွေမှာဒါအာရှဖလားချစ်စစ်ပွဲအောင်မြင်ဖို့အတွက်အခြေအနေကောင်းနေတဲ့အသင်းတွေနောက်ပြီးရင်ကျွန်တော်တို့ဒီကမ္ဘာဖလားချစ်စစ်ပွဲအောင်မြင်သွားတဲ့ဒီအာရှတိုက်ကနောက်ထပ်အသင်းတွေထွက်ပေါ်လာတဲ့အကြောင်းတွေပေါ့နော်ဒီဗီဒီယိုထဲမှာဒါကျွန်တော်တို့စုစည်းပြီးပြောသွားမှာဖြစ်တယ်အဲ့တော့ပထမဆုံးအနေနဲ့ကတော့ဒါကျွန်တော်တို့မြန်မာလက်ရွေးစင်အသင်းကြီးနဲ့ပဲစနိုင်မယ်ပေါ့နော်ဒါကျွန်တော်တို့မြန်မာလက်ရွေးစင်အသင်းကြီးအနေနဲ့ကဒါ2029အာရှဖလားချစ်စစ်ပွဲအုပ်စုပွဲစဉ်3နဲ့4ကိုပြီးခဲ့တဲ့အောက်တိုဘာလ9ရက်နေ့နဲ့ကျွန်တော်14ရက်နေ့တွေမှာဒါစီးရီးယားအသင်းနဲ့ပဲနှစ်ပွဲဆက်ကစားခဲ့တယ်နှစ်ပွဲဆက်တိုက်ဒါကျွန်တော်တို့ရှုံးနေခဲ့ပြီးတော့ဒါကျွန်တော်တို့အာရှဖလားချစ်စစ်ပွဲအောင်မြင်ဖို့အခွင့်အရေးကတော့တော်တော်လေးကိုမှိမ့်မိန်သွားပြီဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်တို့မြန်မာအသင်းရဲ့ရှုံးပွဲအပေါ်ကျွန်တော်တို့သုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ပထမဆုံးမေးချင်တာကကျွန်တော်တို့မြန်မာအသင်းရှုံးသွားပြီဆိုတော့ကျွန်တော်တို့ဒါမြန်မာအသင်းကိုထုံးစံအတိုင်းဆဲမလားပေါ့နော်ဆဲမလားမြန်မာအသင်းနဲ့ဒီဦးမျိုးလိုင်ဝင်းကိုအပြစ်တင်မလားပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ကတော့ no ပါဒီတစ်ခေါက်တော့ဒါကျွန်တော်တို့စီးရီးယားအသင်းကိုနှစ်ကြော့စလုံးရှုံးနေခဲ့တဲ့နေရာမှာကျွန်တော်တို့မြန်မာကစားသမားတွေနဲ့နီးပြကိုအပြစ်တင်ဖို့ဆိုတာကတော့ကျွန်တော်အနေနဲ့ဒီတစ်ခါမှာတော့ကျွန်တော်အပြစ်တင်ဖို့ကိုကျွန်တော်ဘယ်လိုပြောလဲနောက်ဆုတ်ထားခြင်းပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီပွဲစဉ်တွေနှစ်ပွဲစလုံးကိုတည်တည်ချာချာစောင့်ကြည့်ခဲ့သလိုမျိုးနှစ်ပွဲလုံးမှာလည်းဒါကျွန်တော်တို့ကျင့်နဲ့အားရစရာကောင်းတော့တဲ့ကစားကွက်မျိုးကစားပုံမျိုးကစားသွားနိုင်တယ်။ကျွန်တော်ဒီဒါဒုတိယအကြော့ပေါ့နော်အိမ်ကွင်းစီးရီးယားကိုအိမ်ကွင်းမှာလက်ခံကစားရတဲ့ပွဲမှာဆိုရင်ဒါကျွန်တော်တို့အနောက်တန်းနေရာမှာကျွန်တော်တရားထအောင်တော်တော်လေးကျွန်တော်သဘောကျတယ်။သူဒဏ်ရာရနေတယ်လို့လည်းသတင်းကြားထားတယ်ဒါပေမဲ့လည်းဒါကျွန်တော်ပထမပွဲစဉ်မှာမပါနိုင်ပေမဲ့ဒုတိယပွဲစဉ်မှာတော့ဒါပါဝင်လာတယ်ခန်းစစ်မှာလည်းတော်တော်လေးအလုပ်ဖြစ်တယ်ဗျခန်းစစ်ပိုင်းမှာဆိုလို့ရှိရင်ပထမပွဲစဉ်တော့ဒါစိုးမိုးကျော်ပွဲထွက်လာပေမဲ့ဒါဒုတိယပွဲစဉ်မှာတော့ဒါဟင်းစစ်ရာလေးနဲ့တရားထောင်လို့တောဖတ်ကစားခဲ့တယ်တရားထောင်ရဲ့ပထမပိုင်းဒါကျွန်တော်စီးရီးယားအသင်းရဲ့တိုက်စစ်ကိုကျွန်တော်ဟန်တားတဲ့ကစားပုံတွေတော်တော်လေးကောင်းတယ်ပေါ့နော်အဲ့တော့ဘာကြောင့်လဲဆိုလို့ရှိရင်ဒါစီးရီးယားအသင်းဆိုတာကဒါကျွန်တော်တို့ကငကိုတဲကဒါကျွန်တော်တို့ထပ်ပို့ပြီးတော့အင်အားကြီးတဲ့အသင်းပို့ပြီးတော့ကမ္ဘာအဆင့်မြင့်တဲ့အသင်းဖြစ်တယ်ခြေစွမ်းပိုင်းမှာဆိုလို့ရှိရင်ဒါအဆက်ဆက်ရရတာလွန်နေတဲ့အတွက်ကြောင့်မို့ဒါကျွန်တော်တို့ကအနိုင်ယူဖို့ဆိုပြီးတော့ဒါကစားရမယ့်ပွဲစဉ်မဟုတ်ဘဲနဲ့ငါတို့ဒီပွဲစဉ်မှာကြားတလောက်အမှတ်ဘယ်လိုယူမလဲအမြင့်ဆုံးတရေတမှတ်ဘယ်လိုယူမလဲဖြစ်နိုင်ရောကျွန်တော်ငါတို့ခန်းစစ်ကစားမယ်ခန်းစစ်ကစားပြီးတော့အနိုင်ဘယ်လိုယူမလဲမထင်မှတ်တဲ့ပုံစံနဲ့အနိုင်ကိုဘယ်လိုယူမလဲဒီလိုပုံစံမျိုးလောက်ကိုကျွန်တော်တို့ကတွေးထားလို့ရတာကျွန်တော်တို့ကစီးရီးယားအသင်းနဲ့တွေးတဲ့အချိန်မှာကျွန်တော်တို့ကပါကစ္စတန်နဲ့ကန်တယ်လို့မျိုးစက်တိုက်ကြီးတွေတိုက်စစ်ဆင်ပြီးဖိကစားပြီးတော့ဂိုးတွေပဲလိုချင်တယ်လို့မရဘူးပေါ့နော်ဒါကဘာကြောင့်လဲဆိုလို့ချင်းဒါကျွန်တော်အများကြီးกว่าတယ်ဗျကျွန်တော်တို့ပြီးခဲ့တဲ့ဒီပွဲစဉ်၄မှာဆိုလို့ချင်းဒါကျွန်တော်စီးရီးယားအသင်းရဲ့တိုက်စစ်ပိုင်းမှာအိုစမန်နဲ့ကျွန်တော်တို့ဒီစူဝန်အသင်းကပါဘလိုတို့ရဲ့ကစားဟန်တွေကတော်တော်လေးကိုအစင်တန်းမြင့်တယ်လို့မျိုးတော်တော်လေးကိုတည်ငြိမ်တဲ့အတော်အဖတ်တွေနဲ့ဒါတွင်းကိုတွေရယူသွားတာတွေ့ရတယ်ဒါကျွန်တော်တို့မမောင်လွင်ရဲ့လာဖွန်ဝါရီရဲ့အသင်းဖော်အိုစမန်ဆိုလို့ချင်းလေဒါစီးရီးယားအသင်းမှာပထမပွဲစဉ်3ရောဒီအဝေးခွင်းပွဲစဉ်4မှာရောပွဲထွက်ခွင့်ရရှိခဲ့တယ်လို့နှစ်ပွဲစလုံးမှာဂိုးဖတ်တီးမှုကိုရယူနိုင်ခဲ့တယ်ကျွန်တော်တို့ဒီစူမွန်အသင်းကပါဘလို့ဆိုလို့ရှိရင်လည်းမနေ့ကပွဲစဉ်မှာဒါကျွန်တော်တို့သူ့အနေနဲ့သွင်းကို2ဂိုးထိရယူနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ဒါပလေယာတွေရဲ့အဆင့်အတန်းပေါ့နော်ကစားသမားတွေရဲ့အတွေ့အကြုံကစားသမားတွေရဲ့တဦးချင်းစွမ်းဆောင်ရည်တွေမှာလည်းကွာဟချက်ရှိတယ်လို့မျိုးဒါအသင်းလိုက်စုစည်းမှုနဲ့အသင်းရဲ့ဒါသူ့ရဲ့အင်အားပိုင်းမှာနှိုင်းယှဉ်မယ်ဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့ကအင်အားနဲ့အသင်းထဲမှာပါနေတယ်အဲ့ဒီအတွက်ကြောင့်မို့ဒါကျွန်တော်တို့မြန်မာအသင်းစီးရီးယားအသင်းကိုဒါနှစ်ကြော့စလုံးမှာရှုံးနေခဲ့တာကိုတော့ဒါကျွန်တော်တို့လက်ခံရမယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ကတော့ဒါလက်ရှိချိန်မှာကျွန်တော်တို့မြန်မာအသင်းအနေနဲ့ကခြေစစ်ပွဲအောင်မြင်ဖို့ဆိုတာကတော်တော်လေးကိုရာခိုင်နှုန်းနည်းသွားပြီဒါပေမဲ့လည်းဒါကျွန်တော်တို့လက်ကျန်အုပ်စုပွဲစဉ်နှစ်ပွဲကိုဆက်ပြီးတော့ကစားဖို့ကြံနေတယ်ကစားရမယ့်အသင်းတွေကအာဖဂန်နစ္စတန်နဲ့ပါကစ္စတန်ပေါ့နော်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကဒီအုပ်စုတက်ဖို့ကျွန်တော်တို့ခြေစစ်ပွဲအောင်ဖို့မျှော်လင့်ချက်မရှိတော့ပေမဲ့လည်းဒါလက်ကျန်ပွဲစဉ်နှစ်ပွဲကိုတော့ဒါကျွန်တော်တို့အကောင်းဆုံးရှင်ပြရမှာဖြစ်တယ်ဒီပွဲစဉ်တွေကဘာကြောင့်လဲဆိုလို့ရှိရင်ဒါကျွန်တော်တို့ FIFA ရဲ့ဒီအဆင့်သတ်မှတ်ချက်တွေမှာဒါအကျုံးဝင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလက်ကျန်ပွဲစဉ်နှစ်ပွဲကတိတ်အရေးမပါတော့ဘူးဆိုပေမဲ့လည်းဒါကျွန်တော်တို့ကတော့အနိုင်ရချင်တယ်ပေါ့နော်ဒီပွဲစဉ်တွေကိုလည်းဒါတတိချာလေးကိုပြင်ဆင်စေချင်တယ်ပေါ့နော်ဒီပွဲစဉ်တွေမတိုင်ခင်မှာလည်းမြန်မာလက်ရွေးစင်အသင်းကြီးအနေနဲ့ခြေစမ်းပွဲကစားတာမျိုးတွေလုပ်မယ်ဒါမျိုးတွေနဲ့ကျွန်တော်တို့ပြင်ဆင်ပြီးတော့ဒီလက်ကျန်ပွဲစဉ်နှစ်ပွဲကိုတော့ကျွန်တော်တို့ကအနိုင်ရချင်တယ်ပေါ့နော်ဒါကျွန်တော်လက်ကျန်ပွဲစဉ်တွေကိုတော့လာမယ့်17လပိုင်းပေါ့နော်အနီးကပ်ဆုံးဆိုလို့ရှိရင်တော့လာမယ့်17လပိုင်းနိုဝင်ဘာလ18ရက်နေ့မှာဒါအာဖဂန်နစ္စတန်အသင်းကိုအဝေးကွင်းမှာအုပ်စုပွဲစဉ်5အဖြစ်နဲ့မြန်မာအသင်းရင်ဆိုင်ကစားရဖို့ရှိတယ်အုပ်စုပွဲစဉ်6နောက်ဆုံးပွဲစဉ်ရတော့ကျွန်တော်တို့2026မတ်လ31ရက်နေ့ရောက်မှဒါကစားသွားမှာဖြစ်တယ်ပေါ့နော်
အဲ့တော့2029 Saudi နိုင်ငံမှာကျင်းပမဲ့အာရှဖလားချစ်စစ်ပွဲကိုဒါကျွန်တော်တို့အာဆီယံဒေသကကျွန်တော်မြန်မာအသင်းအနေနဲ့ကဒါဆီးရီးယားကိုနှစ်ပွဲဆက်ရှုံးနေပြီးတော့အာရှဖလားချစ်စစ်ပွဲအောင်မြင်ဖို့ဒါအိမ်မက်ကမှေးမိတ်သွားခဲ့တယ်ဆိုပေမဲ့ဒါကျွန်တော်တို့အာဆီယံဒေသအတွင်းကတခြားသောအသင်းတွေဖြစ်တဲ့ဒါစင်ကာပူထိုင်းဗီယက်နမ်မလေးရှားကျွန်တော်ဖိလစ်ပိုင်စတဲ့အသင်းတွေကတော့ဒါအာရှဖလားချစ်စစ်ပွဲအောင်မြင်ဖို့အတွက်အခြေအနေကောင်းနေပါတယ်ကျွန်တော်တို့အုပ်စု A မှာဆိုလို့ရှိရင်ဒါဖိလစ်ပိုင်အသင်းအနေနဲ့ကကျွန်တော်အုပ်စုပွဲစဉ်၄ပွဲကစားပြီးတဲ့အချိန်မှာ၃ပွဲနိုင်တစ်ပွဲတည်းပေါ့နော်သူ့အနေနဲ့ကဒါအုပ်စုဒုတိယနေရာကတာဂျီကစ္စတန်အသင်းနဲ့ရာမတ်တူအနေထားဖြစ်နေတယ်ဒါကျွန်တော်တို့ချစ်စစ်ပွဲအောင်မြင်ဖို့ဆိုရင်ဖိလစ်ပိုင်အနေနဲ့တာဂျီကစ္စတန်အသင်းနဲ့ဒါအဓိကထားပြီးတော့ရှင်ပြိုင်ရဖို့ရှိနေတယ်ကျွန်တော်အုပ်စု C မှာဆိုလို့ရှိရင်လည်းစင်ကာပူဆိုလို့ရှိရင်လည်းဒါကျွန်တော်၄ပွဲကစားပြီးတဲ့အချိန်မှာရှုံးပွဲလုံးဝမရှိသေးပဲနဲ့နှစ်ပွဲနိုင်နှစ်ပွဲတည်းဆိုတဲ့ရလဒ်ကိုရရှိထားတယ်ပေါ့နော်ပြီးတော့ကျွန်တော်စင်ကာပူအသင်းအနေနဲ့ကလည်းပြီးခဲ့တဲ့အုပ်စုပွဲစဉ်3ဒါကျွန်တော်အိမ်ကွဲမှာအိန္ဒိယအသင်းကိုဥဆောင်ပြီးတော့မှကျွန်တော်တို့တရေရလဒ်ထွက်ပေါ်ခဲ့ပေမဲ့လည်းဒါအပွဲကွင်းပွဲစဉ်မှာတော့အိန္ဒိယအသင်းကိုပြန်လည်ပြီးတော့အနိုင်ယူခဲ့တယ်ပေါ့နော်အဲ့တော့အုပ်စု D မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ထိုင်းအသင်းကကျွန်တော်တို့၄ပွဲကစားပြီးတဲ့အချိန်မှာ3ပွဲနိုင်1ပွဲရှုံးဆိုတဲ့ရလဒ်နဲ့ဒါချစ်စပွဲအောင်မြင်ဖို့ကိုအခြေအနေကောင်းနေပါတယ်ကျွန်တော်တာမင်နစ္စတာအသင်းကလည်းကျွန်တော်တို့ပြီးခဲ့တဲ့အုပ်စုပွဲစဉ်3မှာမထင်မှတ်ဖယ်နေတာသီရီလင်္ကာအသင်းကိုရှုံးနေခဲ့တယ်ဒါပေမဲ့လည်းဒါသူတို့ဒီအုပ်စုပွဲစဉ်4မှာသီရီလင်္ကာအသင်းနဲ့တွေ့ဆုံခဲ့ပေမဲ့လည်းတာမင်နစ္စတာနေပြန်အနိုင်ယူခဲ့တယ်အဲ့တော့ကျွန်တော်တို့ဒီအုပ်စု D မှာကလည်းထိုင်းသီရီလင်္ကာတာမင်နစ္စတာ3သင်းလောက်ကဒါကျွန်တော်တို့နောက်တစ်ဆင့်ကိုတက်ရောက်ဖို့အတွက်ဒါမျှော်လင့်ချက်ရှိနေတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီအုပ်စု F မှာတော့ဒါကျွန်တော်အာဆီယံဒေသအသင်းကကျွန်တော်3သင်းလောက်ပါဝင်နေပြီးတော့မလေးရှားနဲ့ဗီယက်နမ်ကဒါကျွန်တော်တို့ချစ်စစ်ပွဲအောင်မြင်ဖို့အတွက်အပြိုင်ဆိုင်ဖြစ်နေတယ်လောလောဆယ်ဒါမလေးရှားနဲ့ဗီယက်နမ်ပွဲရလဒ်ကိုဒါကျွန်တော်တို့ဆိုင်းငံ့ထားတယ်ပေါ့နော်ပယ်ဖြတ်မှာလားဗီယက်နမ်ကိုအနိုင်ပေးမှာလားမလေးရှားကိုပဲပြန်ပြီးတော့အနိုင်ပေးလိုက်မှာလားဆိုတာကိုလက်ရှိချိန်မှာဒါကျွန်တော်တို့ဆုံးဖြတ်ဆဲကာလဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒါလောလောဆယ်တော့ရလဒ်ကိုတော့မလေးရှားကိုအနိုင်ပေးထားရပေါ့နော်အဲ့တော့မလေးရှားနေနဲ့ကလက်ရှိချိန်မှာရာနှုန်းပြည့်နိုင်ပွဲဖြစ်နေတယ်တကယ်လို့ကျွန်တော်တို့ကဒီမလေးရှားနဲ့ဗီယက်နမ်ပွဲရလဒ်ကိုဗီယက်နမ်ကိုအနိုင်ပေးလိုက်မယ်ဆိုရင်တော့ဒါဒီအုပ်စုမှာကဗီယက်နမ်အသင်းကကျွန်တော်တို့အုပ်စုထိပ်ဆုံးနေရာမှာရပ်တည်နေမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မြန်မာအသင်းအုပ်စုကနေပြီးတော့ဒါတက်ဖို့မျှော်လင့်ချက်မရှိတော့ပေမဲ့လည်းဒါကျွန်တော်တို့အာဆီယံဒေသကတခြားသောအသင်းတွေကအာရှဖလားချစ်စစ်ပွဲအောင်မြင်ဖို့အတွက်ကိုတော်တော်လေးကိုအခြေအနေကောင်းနေတာပါစင်ကာပူဆိုလို့ရှိရင်လည်းဒါသူတို့အနေနဲ့အာရှဖလားချစ်စစ်ပွဲမအောင်မြင်တာဆိုတော်တော်လေးကိုကြာပြီပေါ့နော်မြန်မာအသင်းနဲ့ရှေ့စစ်နောက်ဆင်ပဲဗျစင်ကာပူလည်းလက်ရှိချိန်မှာသူ့အနေနဲ့ကချစ်စစ်ပွဲအောင်မြင်ဖို့ကိုအခြေအနေကောင်းမွန်တဲ့အခြေအနေတစ်ခုကိုရောက်နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်နောက်ထပ်ကျွန်တော်တို့ဒီအာရှဖလားချစ်စစ်ပွဲတွေနဲ့အတူတူကန်ခဲ့တဲ့ဒီကမ္ဘာဖလားချစ်စစ်ပွဲတွေရဲ့စရုပ်ဒအဆင့်ပွဲစဉ်တွေဆိုလို့ရှိရင်လည်းမနေ့တုန်းကပြီးဆုံးခဲ့ပြီဒီပြီးဆုံးခဲ့တဲ့ချိန်မှာတော့ဒီစရုပ်ဒအဆင့်မှာဆိုအသင်း6သင်းရှိတယ်အသင်း6သင်းက3သင်း2အုပ်စုကနေတအုပ်စုချင်းစီကအုပ်စုထိပ်ဆုံးအသင်းတွေဖြစ်တယ်ဒါအုပ်စု A ကကာတာနဲ့အုပ်စု B ကဆော်ဒီအသင်းတွေကတော့ဒါကမ္ဘာဖလားချစ်စစ်ပွဲကိုတိုက်ရိုက်အောင်မြင်သွားပြီဖြစ်တယ်ရခင်ကမ္ဘာဖလားချစ်စစ်ပွဲဒီအောင်မြင်ထားတဲ့ဂျပန်တောင်ကိုရီးယားဩစတြေးလျအီရန်ဥဇဘက်ကစ္စတန်ဂျော်ဒန်6သင်းအပြင်လက်ရှိကျွန်တော်တို့ကာတာနဲ့ဆော်ဒီနိုင်ငံကိုပါထည့်ပေါင်းမှာဖြစ်ပါတယ်အခုလက်ရှိချိန်မှာတော့ဒါကျွန်တော်တို့အာရှဒေသကနေပြီးတော့ဒီ2026ကမ္ဘာဖလားပြိုင်ပွဲအတွက်အသင်း8သင်းကဓာတ်ရိုက်ချစ်စစ်ပွဲအောင်မြင်သွားပြီဖြစ်တယ်လက်ကျန်တနေရာစာအတွက်ကိုဒါကျွန်တော်တို့ဒီကမ္ဘာဖလားချစ်စစ်ပွဲစရုပ်ထအဆင့်ပွဲစဉ်ဒီအုပ်စု2ခုမှာဒုတိယရခဲ့တဲ့2သင်းကကျွန်တော်2ကြော့ကစားရမယ်အဲ့ဒီမှာနိုင်တဲ့အသင်းကနောက်ထပ်တစ်ဆင့် play off ပေါ့နော်ဒါကျွန်တော်တို့ဟိုတောင်အမေရိကဖြစ်မယ်အာဖရိကမြောက်အမေရိကဒီသမုဒ္ဒရာပိုင်းစုံတွေကအသင်းတင်းနဲ့ဒီ play off မှာဒီ2သင်းနဲ့ကျွန်တော်တို့နောက်ထပ် play off တစ်ဆင့်ကစားပြီးတဲ့အချိန်မှာမှဒါကျွန်တော်တို့အာရှတိုက်ကနေပြီးတော့နောက်ထပ်ကမ္ဘာဖလားချစ်စစ်ပွဲအောင်မြင်မဲ့အသင်းကထွက်ပေါ်လာမလားထွက်မပေါ်လာဘူးလားဆိုတော့ကျွန်တော်ကြည့်ရမယ်လက်ရှိမှာတော့ဒါအာရှဒေသက8သင်းကတော့ဒါကမ္ဘာဖလားချစ်စစ်ပွဲကိုအောင်မြင်သွားပြီဖြစ်ပါတယ်အဲ့တော့ဒါပေမဲ့ကျွန်တော်တို့အာဆီယံဒေသကအင်ဒိုနီးရှားအသင်းအနေနဲ့ကလည်းဒါကမ္ဘာဖလားချစ်စစ်ပွဲကိုဒါစရုပ်ထအဆင့်အထိတက်ရောက်နိုင်ခဲ့တယ်ဆိုပေမဲ့လည်းဒါသူတို့အနေနဲ့ဒီစရုပ်ထအဆင့်မှာတော့ဒါအုပ်စု A မှာပေါ့နော်အုပ်စုအောက်ဆုံးနေရာမှာဒါရပ်တည်နိုင်ခဲ့ပြီးတော့ဒါကျွန်တော်တို့အင်ဒိုနီးရှားအသင်းအနေနဲ့ကတော့ကမ္ဘာဖလားဝင်ခွင့်နဲ့လွှဲချော်ခဲ့ပြီးဖြစ်ပါတယ်ဒါပေမဲ့လည်းအင်ဒိုနီးရှားအသင်းအနေနဲ့ကတော့အာရှဖလားချစ်စစ်ပွဲကိုအောင်မြင်ထားပြီးသားဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ဒါကျွန်တော်တို့မြန်မာလက်ရွေးစင်အသင်းကြီးအနေနဲ့ဒါဘာကြောင့်မို့စီးရီးယားအသင်းကိုမရှုံးသင့်မရှုံးရတာလဲကျွန်တော်တို့ဒုတိယပွဲစဉ်ကတော့3-0နဲ့မရှုံးသင့်ဘူးအနေဆုံးကျွန်တော်တို့ကတရေရလက်လောက်မျှော်လင့်တာဒါပေမဲ့လည်းရှုံးနေသွားတယ်3-0နဲ့ပေါ့နော်မထင်မှတ်ဘဲနဲ့ဒုတိယပိုင်းမှာဒါကျွန်တော်တို့ဂိုးတွေဇက်တိုက်ပေးလိုက်ရတာကဒါကျွန်တော်တို့ရှုံးပွဲတစ်ပွဲကိုဥတီစေခဲ့တယ်ပေါ့နော်ဂိုးပြတ်ရှုံးပွဲတစ်ပွဲကိုဥတီစေခဲ့တယ်ဒါမထင်မှတ်ဖဲနဲ့ဗျာကျွန်တော်တို့ဥဆောင်မှုပေးရတဲ့အချိန်မှာကျွန်တော်စိတ်ထဲကျသွားပြီးတော့ဒါကစားသမားတွေအနေနဲ့ဒါကျွန်တော်တို့တော်တော်လေးကိုကွင်းထဲမှာရုပ်ပေါက်တဲ့ကစားကွက်တွေဖြစ်သွားတယ်ပေါ့နော်
အဲ့တော့ပရိသတ်တွေအနေနဲ့ကရောဘယ်လိုထင်လဲဗျကျွန်တော်တို့မြန်မာလက်ရွေးစင်အသင်းကြီးအနေနဲ့ဒီအာရှဖလားခြေစစ်ပွဲနောက်ဆုံးနှစ်ပွဲဆက်တိုက်ရှုံးနိမ့်မှုအပေါ်ဘယ်လိုများသုံးသက်ချင်တာများရှိတယ်လဲဗျ ကောမန့်မှာဝင်ရောက်ဆွေးနွေးပြီးသွားကြပါအောင်ဗျာ